Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Winner Team မြန်မာ YouTube Channel ဘုံလုံးမသုံးသက်ချက်ကနေမှာပြန်လဲကြိုဆိုလိုက်ပါခင်ဗျာဟုတ်ကဲ့ကျွန်တော်မနေ့ကတော့ကျွန်တော် Champion League ပွဲစဉ်တွေမှာတပွဲရွေးခဲ့တယ်ပေါ့နော်ကျွန်တော်တို့ Dortmund Body ဆိုပြီးရွေးခဲ့တယ် Dortmund 2-1ဆိုပြီးတော့ဆိုတော့နိုင်သွားတယ်ပေါ့နော်ဆိုတော့အဲ့ပွဲမှာတော့ကျွန်တော်တို့ Dortmund နဲ့ကျွန်တော်တို့ဒီ Lively ကတော့ကျွန်တော်တို့ခြေရည်တူပါတယ်ကျွန်တော်တို့ position မှာ50-50ရာခိုင်နှုန်းတူပြင်မဲ့ကျွန်တော်တို့ဒီ expected goal တို့ကျွန်တော်တို့ big chance create တို့ကျွန်တော်တို့ total shot တို့မှာကျတော့ကျွန်တော်တို့တော့မှာတာသွားတယ်ပေါ့နော်ဆိုတော့မနေ့ကကျွန်တော်တို့ဒီ၄သင်းမောင်းကက်ကလေးရလဲကျွန်တော် Real Madrid တပွဲတည်းနဲ့ပဲကျွန်တော်တို့ကြိုးရတယ်ပေါ့နော်ဆိုတော့ဒီနေ့မှာတော့ကျွန်တော်တို့ဟိုဟာတွေကျွန်တော်တို့ Europa League တို့ Conference League တို့ပွဲစဉ်တွေကျွန်တော်တို့ရှိတယ်ဒီပွဲမှာကျွန်တော်တို့နှစ်ပွဲကျွန်တော်တို့သုံးသပ်ပေးမှာဖြစ်ပါတယ်ဗျကျွန်တော်တို့ပထမဆုံးပွဲကတော့ကျွန်တော်တို့ Europa League ကနေကျွန်တော်တို့လာဇီယိုနဲ့ပလာဇန်နဲ့ကန်နဲ့ပွဲစဉ်ပေါ့နော်ဒီပွဲမှာကျွန်တော်တို့အင်ရှင်လာဇီယိုကကျွန်တော်တို့တစ်လုံးကို40ရှုံးတယ်ကိုပေါင်းကြီးက3လုံးကို50စားဆိုပြီးတော့ပေးထားတယ်ဟုတ်ကဲ့ဒီနှစ်သင်းဒီကျွန်တော်တို့ပထမကြော်တော့1-2နဲ့လာဇီယိုကနိုင်နေတယ်လာဇီယိုဒီအဲ့ဒီတော့ပေးခဲ့တော့လည်းပဲ90ရှုံးတယ်ကျွန်တော်တို့ပေးခဲ့ရပါတော့အခုကျွန်တော်တို့အိမ်ခွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့အနည်းဆုံး 1D ကျွန်တော်တို့ပေးရမှာပေါ့နော်ဆိုတော့ 1D ကိုမပေးဘဲနဲ့တစ်လုံး40ရှုံးဆိုတော့ body ဈေးကတော့ပြင်းနေတယ်ပေါ့နော်ဆိုတော့လာဇီယိုဒီကျွန်တော်တို့ဒီ Europa League အိမ်ကွင်းကျွန်တော်တို့ကြည့်ရတဲ့အခါမှာ၄ပွဲကစားထားတယ်၃ပွဲအထိနိုင်ထားတယ်เนาะတစ်ပွဲတည်ကြထားတယ်ကြီးရတယ်ကျွန်တော်တို့၃ပွဲအထိနိုင်ထားတယ်ပေါ့နော်အဲ့မှာနိုင်ထားတဲ့ပွဲတွေကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ဆူစီဒက်တို့ပေါ်တိုတို့ nice တို့တကယ်အသင်းကြီးတွေပါတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကျွန်တော်တို့ဒီအဝေးကွင်းကကျွန်တော်တို့ပလာဇန်ကိုကြည့်မယ်ဆိုလို့ရှိရင်ပလာဇန်ကကျွန်တော်တို့ဒီနောက်အဝေးကျွန်တော်တို့အဝေးကွင်းမှာကျွန်တော်တို့ Europa League မှာ၅ပွဲထိကန်ထားတယ်ကျွန်တော်တို့၅ပွဲမှာကျွန်တော်တို့သူ့အနေနဲ့ဟိုပေါ့နော်နိုင်ထားတာဆိုလို့တပွဲပဲရှိရပေါ့နော်ဆိုတော့ဟိုရှုံးထားတဲ့ပွဲက2ပွဲရှိမယ်တရေ2ပွဲရှိမယ်ဒါပေမဲ့ပွဲတိုင်းလို့သူအနေနဲ့ဂိုးသွင်းထားတယ်ဂိုးမသွင်းနိုင်တဲ့ပွဲကတပွဲပဲရှိတယ်နော်ဂိုးပြီးမပေးရတဲ့ပွဲကလည်းသူအနေနဲ့တပွဲပဲရှိဆိုတော့လာဇီယိုကလည်းထုံနည်း၎င်းပဲလာဇီယိုဒီကျွန်တော်တို့ပွဲတိုင်းကျွန်တော်တို့ဂိုးသွင်းနိုင်တယ်ဂိုးမပေးရတဲ့ပွဲကလည်းတပွဲပဲရှိရပေါ့နော်ဆိုတော့ဟိုပေါ့နော်ဒီပွဲမှာကျွန်တော်တို့ကဒီပြောချင်တာကကျွန်တော်တို့လာဇီယိုဒီကျွန်တော်တို့ဟိုပေါ့နော်ဒီ Europa League မှာကြီးဒုတိယကြီးအောင်ဆုံးအသင်းဖြစ်ပါတယ်เนาะဒုတိယကြီးအောင်ဆုံးလို့ကျွန်တော်ပြောရမယ်ဆိုရင်ကျွန်တော်တို့ Europa League မှာကျွန်တော်တို့ဒုတိယကြီးအောင်ဆုံးက3သင်းရှိတယ်ဘီဘောအိုနဲ့လိုင်ယွန်နဲ့လာဇီယိုနဲ့ပေါ့နော်အဲ့တော့လာဇီယိုဒီဒုတိယကြီးအောင်ဆုံးအသင်းကျွန်တော်တို့ဖြစ်နေတယ်ဖြစ်နေတော့ကျွန်တော်တို့အခုဂိုးပေါင်းကြီးရ350ပေါ့နော်ပထမကျော်တော့1-2နဲ့နိုင်ထားတာတော့ဒီပွဲမှာကျွန်တော်တို့လာဇီယိုဒီတရေကန်တက်တယ်ဆိုတော့လာဇီယိုကတော့တရေတော့ကန်မှာမဟုတ်ဘူးသူ့အနေနဲ့အနိုင်တော့ကတ်မှာကျွန်တော်တို့လာဇီယိုဒီ 1C 2C လောက်ကိုကျွန်တော်တို့ဖြစ်နိုင်ခြေကျွန်တော်တို့ရှိတယ်ဆိုတော့ပလာဇန်ကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုတော့ပလာဇန်ဒီ2ပွဲရှုံးထားတယ်ပေါ့နော်အဝေးကွင်းမှာ2ပွဲရှုံးထားတယ်ပါရန်ဘာရုကိုရှုံးထားတယ်ဘီဘောအိုရှုံးထားတယ်ဆိုတော့ပလာဇန်ဒီကျွန်တော်တို့အသင်းကြီးတွေကိုအဝေးကွင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ရှုံးတယ်ရှုံးတော့ကျွန်တော်တို့ကြည့်ရမယ်ဆိုလို့ရှိရင်ဒီကို body ကြီးကတစ်လုံး40ရှုံးတော့ကျွန်တော်တို့အနေနဲ့လာဒီယိုဒီ 1C လောက်ကတော့အနည်းဆုံးကျွန်တော်တို့ကြည့်ရမယ်40တော့ကျွန်တော်တို့ရင်းပြီးကြည့်ရမယ်ဆိုတော့ဂိုးပေါင်းကြီးကလည်း3လုံး50ဆိုတော့ပလာဇန်ဒီအဝေးကွင်းပွဲတိုင်းမှာကျွန်တော်တို့ဂိုးရတဲ့အခြေအနေလေးရှိတယ်လို့လာဇီယိုကလည်းအိမ်ကွင်းမှာကျွန်တော်ပြီးကူးမပေးရတာတပွဲပဲကျွန်တော်တို့ရှိတဲ့အတွက်ကြောင့်ဒီပွဲဟာကျွန်တော်တို့လာဇီယို body နဲ့ဂိုးပေါင်းအပေါ်2ကြောင်းနဲ့ကျွန်တော်တို့တစ်ကြောင်းဝင်ဖို့ရှိတယ်ဟိုကျွန်တော်အနေနဲ့လာဇီယို body ကိုပဲရွေးတယ်။ဘာကြောင့်ရွေးလဲဆိုတော့ကျွန်တော်တို့ BTTS ဈေးကွက်အရာ1.94ဆိုတော့ကျွန်တော်တို့ yes ကို no ကိုတိတ်မကွာဘူးအားမကောင်းဘူးတော့ပြီးတော့ chorus ကူးမှာ 1C 2C ကျွန်တော်တို့ဖြစ်နိုင်ခြေတွေအများကြီးရှိတယ်ပေါ့နော်။နောက်ပထမကြောမှာကျွန်တော်တို့ပွဲကိုကျွန်တော်တို့သုံးသက်ကြည့်တဲ့အခါမှာဟို Plazan ကကျွန်တော်တို့ free kick ရတယ်။ဆိုတော့ expected goal တွေက Plazan ကရတယ်ဆိုပေမဲ့သူက Plazan ဒီအိမ်ကွင်းကောင်းလို့အဝေးကွင်းမှာလုံးဝမကောင်းဘူး။ဆိုတော့ Lazio ကဒီဟာကိုသူအနေနဲ့အကောင်းဆုံးသူသိတယ်။လာဇီယိုနိုင်ခဲ့ပင်မဲ့ခက်ခဲနိုင်ခဲ့တယ်ကျွန်တော်တို့2ယောက်ရောနေပေါ့နော်အနီက2ယောက်ထွက်ပြီးတော့မှနိုင်ခဲ့တဲ့ပေါ့နော်ဒီပွဲကိုတော်တော်လေးအားဆိုင်နေအနည်းဆုံးကျွန်တော်တို့ 1C 2C ကျွန်တော်တို့ဖြစ်နိုင်တယ် BTTS အားမကောင်းတဲ့အတွက်ကြောင့်ကျွန်တော်တို့လာဇီယိုဘက်ကပဲဂိုးသွင်းဖို့အခြေအနေရှိတယ်သို့တော့ကျွန်တော်တို့ပလာဇန်လည်းဂိုးသွင်းနိုင်တဲ့အခြေအနေလေးကျွန်တော်တို့ရှိတယ်ကျွန်တော်တို့ဂိုးပေါင်းတော့မရွေးဘူးကျွန်တော်အနေနဲ့ဒီဘက်မှာတော့လာဇီယို body ပဲကျွန်တော်တို့ရွေးပါမယ်ဟုတ်ကဲ့နောက်တစ်ပွဲကတော့ကျွန်တော်တို့ဒီ Ranger နဲ့ကျွန်တော်တို့ဖီနာပါချီအသင်းပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ body ကြီးကတော့ကျွန်တော်တဲ့ပဲပေးထားတယ်ကိုပေါင်းကြီးက345ဆိုပြီးပေးထားတယ်ဒီနှစ်သင်းကကျွန်တော်တို့ပထမကျောင်းမှာ1-3နဲ့ကျွန်တော်တို့
ဖီနာပါချီကရှုံးထားတယ်ပေါ့နော်ရိန်းညာနိုင်ထားတယ်အဲ့ဒီမှာကျွန်တော်တို့ body စီကတစ်လုံး90စားပြီးဖီနာပါချီကပေးထားတယ်ပေါ့နော်ဆိုတော့ဒီပွဲမှာတော့ကျွန်တော်တို့ဖီနာပါချီကနေပြီးတော့မှအမှန်ဆိုတော့ level 50ရှုံးတော့ကျွန်တော်တို့ပေးရမှာပေါ့နော်ဒါပေမဲ့တဲကြီးပဲကျွန်တော်တို့ပေးထားတယ်ဆိုတော့ Ranger စီကျွန်တော်တို့ Europa League မှာအခုလက်ရှိပေါ့နော်ဒီနေ့ Europa League မှာကြီးအောင်ဆုံးအသင်းဖြစ်ပါတယ်ဆိုတော့ဒီ Roma မှာRanger မှာဆိုလို့ရှိရင်ကျွန်တော်တို့တစ်ချက်ကြည့်မယ်ဆိုရင်ဆိုတော့ Ranger ရဲ့အိမ်ကွင်းကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင် Ranger ဒီကျွန်တော်တို့၄ပွဲကစားထားတယ်ကျွန်တော်တို့ Europa League မှာဆိုတော့သူက2ပွဲနိုင်ထားတယ်ပေါ့နော်တစ်ပွဲရှုံးထားတယ်အဲ့ဒီမှာပွဲတိုင်းကိုသွင်းထားတယ်ဆိုတော့တစ်ပွဲပဲကျွန်တော်တို့ကိုမပေးထားတာအဲ့ပွဲကိုအဲ့ပွဲကတော့ကျွန်တော်တို့ Stuttgart Bucharest ပေါ့နော်အဲ့ဒီပွဲမှာကျွန်တော်တို့9ပေါင်းတော့ပေါ်နေတယ်ဆိုတော့အဝေးကွင်းကကျွန်တော်တို့ Fenerbahce ကြည့်မယ်ဆိုလို့ရှိရင် Fenerbahce ကကျွန်တော်တို့9ပွဲအထိကစားထားပြီးတော့ကျွန်တော်တို့တစ်ပွဲပဲနိုင်ထားတယ်ပွဲတိုင်းသူဂိုးသွင်းပြီးတော့ပွဲတိုင်းလည်းကျွန်တော်တို့ဂိုးပေးရတယ်ဆို Anderlecht ကို2-2 Midtjylland ကို2-2 Slavia Prague ကို1-2နဲ့ Alkmaar 3-1ကျွန်တော်20လောင်1-1နဲ့ကန်ထားတော့ဆိုတော့ Fenerbahce ကပထမကြော်တော့1-3နဲ့ရှုံးထားတဲ့အတွက်ကြောင့်ဒီပွဲမှာဒီမဖြစ်မနေတော့ကျွန်တော်တို့အနည်းဆုံးတည်တော့ဒီပွဲမှာရအောင်သူတို့ကန်လိမ့်မယ် Fenerbahce ဘက်မှာဆိုရင်ကျွန်တော်တို့ boring ဟိုပေါ့နော်နီးပြ boring ဟိုကစားသမားကောင်းတွေပါတယ်ကျွန်တော်တို့ Disiko တို့ Nasri တို့ Tadic တို့ Tadic တို့ကျွန်တော်တို့ Ferret တို့ Manu Ferret တို့ Skinnia တို့ Kostic တို့ကျွန်တော်တို့ဒီ Amrabat တို့တကယ်ကိုကစားသမားကောင်းတွေပါတယ်ပေါ့နော်ဆိုတော့ဟို Ranger မှာဆိုရင်ဒါ Dasa တို့ဘာတို့ကာနီတို့တကယ်ကိုတိုက်စစ်ကောင်းတဲ့ကစားသမား2ဦးရှိတယ်ဆိုတော့ပထမကြောတော့Fenerbahceဒီကျွန်တော်တို့ total shot 23လုံးထိအောင်ရတယ်ဆိုတော့နှစ်သင်းလုံးကနောက်တန်းကကျွန်တော်တို့3ယောက်တန်းပဲကျွန်တော်တို့စော့တယ်ဆိုတော့တိုက်စစ်နှစ်သင်းလုံးကဖွင့်စော့တဲ့အသင်းဖြစ်တယ်ဆိုတော့ BTDS ကြည့်ရလို့ရှင်နံပါတ်3ကိုရှိလိမ့်မယ်လို့သူတို့ကပြထားတယ်ပြထားတဲ့အတွက်ကြောင့်ကျွန်တော်တို့Fenerbahceဒီပထမကြောတုံးကကျွန်တော်တို့အိမ်ကွင်းမှာနော်1-3နဲ့ကျွန်တော်တို့ကြီးလဲပေးထားတယ်ကြီးပေးထားပေမဲ့ရှုံးတဲ့အတွက်ကြောင့်ဒီပွဲမှာမဖြစ်မနေရတော့ Fenerbahce အနည်းဆုံး2ဂိုးတော့ကျွန်တော်တို့ရလိမ့်မယ်ထင်တယ်ကျွန်တော်တို့အနည်းဆုံး2ဂိုးကနေစကြည့်ရမယ်အတွက်ကြောင့်ကျွန်တော်တို့ဂိုးပေါင်းအပေါ်ပဲကျွန်တော်ရွေးပါတယ်နော်နှစ်ဖက်လုံးတိုက်စစ်တရားတကယ်ကောင်းတယ်နော် Ranger လည်းပေးဂိုးတွေရှိတယ်ဟိုFenerbahceဆိုရင်ယာဂိုးရောပေးဂိုးရောတော်တော်လေးဂိုးပေါ်ဆော့တဲ့အသင်းဖြစ်တယ်ဒီပွဲမှာဂိုးရမှသူ့အနေနဲ့နောက်တစ်ဆင့်ကိုတက်မှဖြစ်မယ်ဒါပေမဲ့ဒီ Ranger အကြီးအောင်ဆုံးတင်ဖြစ်တဲ့အတွက်ကြောင့်Fenerbahce တကိုးသွင်းရင် Ranger တကိုးပြန်ပြတ်မှာFenerbahce နှစ်ကိုးသွင်းရင်လည်း Ranger ကပြန်သွင်းမဲ့အခြေအနေလေးကျွန်တော်တို့ရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီပွဲကတော့ဂိုးပေါင်းပေါ်ပေါ့နော်ဂိုးပေါင်းပေါ်ကိုကျွန်တော်တို့ရွေးပါတယ်ဟုတ်ကဲ့ဒီနေ့ကတော့ကျွန်တော်တို့ရွေးချယ်မှုကတော့ဒီလောက်ပါပဲခင်ဗျာဟုတ်ကဲ့အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့